enemy တွေ့တော့ brain နဲ့ခုံတယ်ပြစ်တယ်ခင်ဗျာလိုင်းကကြာနေတာပါလိုင်းကကြာတယ်ပြစ်တာမသိဘူးပြစ်နေတာသိဘူးဒီစောကျွန်တော်တို့ပြလဲမှာသိသွားပါတယ်မပြောနေတာယော့စောသွားပါတယ်ခုချက်ပိုင်းစောတာဘောတွေလည်းပဲတွေ့နေတာဘောပဲလူတက်ပါတယ်ပါတယ်ကျွန်တော်တို့ကဘောပြင်တာကလိုင်းကြာနေဘောလူတက်ဖို့အတွက်โอเคဘောလူတက်လိုက်ပါတယ်ရတာစိနေပါတယ်အဲ့တော့ခက်ဖြစ်တယ်ဘောပဲလူတက်ပါတယ် enemy ဆိုမနိုင်ဘူးဘောပဲလူတက်ပါတယ်enemy ဆိုဘယ်လိုဖြစ်လဲကြာပြီမယ်ရောအမတော်ခိုင်းရတော့ဖြစ်တယ်လွယ်တယ်ခင်ဗျာတော့တယ်နောက်တော့ထပ်ဆင်းလာတယ်ကြီးတယ်စောခင်ဗျာ enemy ဆိုအဲ့လိုမျိုးသေးပါတယ်ဘောပဲလူတက်ပါစောင်းမှာပြင်လို့ Eden ကန်လာဘောလာတက်ပါတယ် Eden ကန်မှာလည်းဘောတအုံနဲ့တွေ့တယ်ပြစ်တယ်လိုင်းကကြာတယ်စီတိုနောက်ဆော့လို့ဖြစ်တယ်စောနောက်ဆုံးတော့စကွတ်ဖိုးပြီးဝင်ပြစ်လိုက်ပါတယ်ကဲနောက်ဘောတွေပဲလိုက်ပြတ်ပါတယ်လည်းလူတက်ပါတယ် Eden ကန်လည်းဘောပဲလူတက်ပါတယ်ကဲတက်ပြနောက်မှာ enemy လာဘောလာထုတာဒီကန်ကတော့ဘိုးကထောင်တက်နေပါတုံကဲဘောရလည်းတက်ရပါတယ်ကဲနောက်ဆုံးဒီရင်ကမှာပေါ်တာပြင်းလို့ကျွန်တော်လီးပေးပြန်လာပါတယ်ဟိုပါလီဒီဟိုမှာလိုင်းနေကောင်းပါတယ်ကဲဒီကောင်တော့လိုက်ပါတယ်ပြစ်တယ်ရဲကောင်လည်းမသိတော့ထဲတယ်ပြီးသွားတယ်လိုင်းရကျနေပါတယ်ကဲကျွန်တော်တို့လည်းပြန်ဆေးပါလာပြန်ဆေးတော့ဘောကလာပြစ်နေသေးတယ်โอเคဆေးပြီးကြအောင်ထားနိုင်အောင်နော်ကိုထထချင်းဘောပြန်တက်လိုက်တယ်ဘောလည်းလူတွေလားမသိတော့ပါဘူးဆော့ရတာโอเคလူတက်ပါတယ်သူတွေဖြည့်လိုက်နိုင်ပေါ်တော့သူဖြည့်လိုက်โอเคလည်းနှခုံးတယ်စမပေါ်တော့သူထုတ်တယ်ကျော် enemy တွေ့တော့ brain နဲ့ခုံတယ်ပြစ်တယ်ခင်ဗျာလိုင်းကကြာနေတာပါလိုင်းကကြာတယ်ပြစ်တာမသိဘူးပြစ်နေတာသိဘူးဒီစောကျွန်တော်တို့ပြလဲမှာသိသွားပါတယ်ကဲနောက်ဆုံးတစ်ကောင်ဘောပဲလူတက်တာဖြစ်ပါတယ်နောက်ဆုံးတစ်ကောင်ပဲကြံမယ်နော်တစ်ကောင်ပဲကြံတာတွေ့တော့ပြစ်တယ်ဘောကကျွန်တော်တို့မသိချင်းဘူးဗျာကျွန်တော်တို့ပြလဲသိသွားတယ်ပေါ်ပြီးသွားချစ်ကန်ရသွားပါတယ်